ရားကိုတင်မေ့လာပြီဆိုရင်တင်တရိယာလာစရာတစ်ခုပဲရှိတယ်အပြက်တနာတွေအခက်ခဲတွေစိတ်ညစ်စရာဝမ်းနည်းစရာတွေတင်စားပြီးတရိယာတော့မှာဖရားသခင်ကိုတတိရတဲ့သူကပြက်တနာကိုကြော်လွှမ်းနိုင်တဲ့အခွင့်ပြပေးအဲ့တော့ဒီနေ့ကျွန်တော်တို့ကတတိရမယ်ဆိုရင်ပြက်တနာမဟုတ်ရဘူးတတိယမယ်ဆိုရင်ဝန်းနေကြတယ်မဖြစ်အောင်တတိယမယ်ဆိုရင်အခက်ခဲတွေမဖြစ်အောင်တတိယတဲ့ဆိုရင်အသိတွေမဖြစ်အောင်တတိယဆရာဆိုလို့ဖရားပဲဒီနေ့ငါမဆူမတောင်းသေးဘူးတတိယဖို့လို့တယ်ဒီနေ့ငါမချီးမွမ်းသေးဘူးတတိယဖို့လို့တယ်ဒီနေ့ဖရားကျမ်းစာမဖတ်သေးဘူးတတိယဖို့လို့တယ်ဒီနေ့ငါဖရားနဲ့စကားမပြောသေးတတိယဖို့လို့တယ်ဖရားကိုတတိယပါပြက်တနာကတင်လွှမ်းမိုးလို့မရအောင်ဘာဖြစ်လောကကြီးဟာကိုယ်တော်နဲ့အတူမတွိုင်းမဖြစ်ဘူးကိုယ်တော်မပါဘဲနဲ့ရှင်တန်လို့မရတဲ့နိုင်ငံဖြစ်တယ်ကိုတော်ဖန်ဆင်းတဲ့လောကမှာကိုတော်နဲ့အတူနေစဉ်သွားလာမှာပဲအဆင်ပြေမှာဖြစ်တယ်